မတဲ့တရင်အောင်ကျင်ညာချက်ရှိရဆိုဝင်လာလို့ရလားဘာလဲတရင်အောင်ကျင်ညာချက်ရှိရဆိုကျင်ညာမယ်ဩတရင်အောင်ကျင်ညာဆိုပြရရတယ်အားလုံးပဲမင်္ဂလာပါရှင်မနေ့ပြန်ကြလို့ရှိရင်အားလုံးပဲမျှော်လင့်နေကြတယ် like ရထွက်တဲ့ skin care 3မျိုးကိုစတင်ဖြတ်ကြည့်မှာဖြစ်ပါတယ်ရှင်ဒီလိုထွက်ရှိလာဆိုလို့ရှိရင် like ရဲ့ my found ရဲ့ဒီလို toner essence လေးရဲ့ပြီးရင် micellar makeup remover ရဲ့3မျိုးပါအဲ့တော့တေချာလေးအချိန်ယူထွက်ရှိလာတယ် elite customer တီးတာ elite case ဆိုတာတစ်ခါဆက်ဆက်ရတတ်မယ်ပေါ့နော်အဲ့တော့ package ရအစား plastic ကဘာတင်ထားမယ်ဆိုရင်တော့လောက luxury ဖြစ်နေတာမျိုး elite တို့လုပ်ပေးထားပါတယ် elite ကကျတော့အရန်ကြောက်တတ်တယ်ဘာကြောက်တာလဲဆိုရင် elite customer ရဲ့ show ကြည့်မှုတွေ elite customer ရဲ့ချစ်ချင်းတရားတွေရော့တော့မှအရန်ကြောက်တာဖြစ်တဲ့ကြောင့်မလို့ဒါ like ပဲ9နှစ်ပြည့်ခဲ့ပြီးမှအဲ့လိုထွက်ရှိလာတဲ့ product လေးဖြစ်ပါရဲ့ရှင်ဒီထဲမှာထည့်ထားတဲ့ ingredients တွေကအစတကယ်ကို safe ဖြစ်ပြီးတော့လုံးဝ very sensitive အသားရအစအသုံးပြုလို့ရအောင်လုပ်ပေးထားပါတယ်အသက်10နှစ်ကအစပြီးသုံးဆွဲလို့ရပါတယ်ရှင် package လေးဖွင့်ပြမယ်ပေါ့နော်ဒီမှာပါဒါ scan တွေပါမယ်ဒီမှာ barcode တွေပါမယ်ပေါ့နော်ဒါအဲ့ဒီတို့ဖြတ်ချီတယ်ဒါအဲ့ဒီတို့ရဲ့ company ပါမယ် FD ပါမယ်ဒီမှာမြန်မာစာအညွှန်းတွေ ingredients တွေပါတယ်ပေါ့နော်ဘူးကတော့အသေးပဲပေါ့နော် package ရအစအမိုက်စားလေးလုပ်ပေးထားတယ်အရန်လာတယ်လုံးဝ तू က my fault ဖြစ်တဲ့အတွက်ကြောင့်မလို့အသက်10နှစ်ကစပြီးတော့သုံးဆွဲလို့ရပါတယ်ရှင်အဲ့ဒီရဲ့မျက်နှာထက်ကြီးပါတယ်ရှင်ဒီမှာ150 ml ပေါ့နော်လုံးဝ luxury ပုံစံ steel ကိုသုံးပေးထားပါတယ်ရှင်ပေါ့နော်ဒါလေးကတော့ toner essence moisturizer တစ်မျိုးပဲလိုတော့မယ်ပေါ့နော် moisturizer တော့မထွက်လာသေးဘူးဒီမှာဘာကုတ်တွေပါမယ်နော်ရလာတယ်ဒီမှာပေါ့နော်150 ml toner essence ဘူးလေးပါ anti acne ဝက်ချက်အသားရည်အတွက်ကော chicken skin ပေါ့နော်ပြုတ်ထနေတဲ့ skin တွေအတွက် damage ဖြစ်နေတဲ့ sensitive skin တွေအတွက်ဆိုလို့ရှိရင်အဓိကထားထုတ်ပေးတာဖြစ်ပါတယ်သုံးလိုက်တဲ့ packaging တွေဆိုလို့ရှိရင်လုံးဝကိုအဲ့ဒီလို quality အမြင့်စားပဲအဲ့ဒီလိုသုံးပေးတယ်နော်ဒီမှာကြည့်တရားဆိုလို့ရှိရင်အဲ့ဒီလိုအဖုံးလေးနဲ့သုံးပြီးသွားပြီဆိုလို့ရှိရင်ပြန်ပိတ်ရုံပဲပေါ့နော်အဲ့တော့ဖုံးနေလည်းမဝင်တော့ဘူး bacteria တွေလည်းမကတ်တော့ဒီလိုအပြည့်ဆိုလည်းအရင်တန်ပါတယ်ပါတယ်ဒါအဲ့ဒီလို doctor recommendation တွေနဲ့တေချာလေးတိုင်ပြီးတော့မှအဲ့ဒီလိုထုတ်တာဖြစ်ပါတယ်ရှင်အဲ့တော့ဒါကတော့ micellar makeup remover ပေါ့။အဲ့တိုင်းပဲဘာကုတ်တွေပါမယ်နော်။ customer တွေဒီထဲမှာပါမယ့် ingredients အသေးစိတ်အလေးတို့ထည့်ပေးထားတယ်။ပြီးရင် FD ပါမယ်။ဘလို့သုံးရမယ်ဆိုတဲ့အညွှန်းတွေသိစိတ်ရည်နေပါမယ်နော်။မြန်မာစာနဲ့တေချာလေးထည့်ပေးထားတယ်။အဲ့လိုမျိုးထည့်ပေးမှသာအဲ့လိုနှစ်နိုင်ငံ FD ကိုရရှိတာဖြစ်ပါတယ်ရှင်။တော့ဒါ makeup remover ဘူးလေးအရန်လာတယ်။ foundation ဘူးရဲ့အယောင်လေးပေါ့နော်။အဲ့လိုပဲ micellar makeup remover ဘူးလေးဆိုလို့ရှိရင်လည်းတို့တေချာလေးလုပ်ပေးထားတယ်။ဒီမှာအပိတ်ကလေးနဲ့သုံးပြီးပြန်ပိတ်ရုံပဲပေါ့နော်။အဲ့တော့ဒီသုံးမျိုးလေးပါ။ပုံနဲ့ပြန်ကြောက်လို့ရှိရင်နီးစက်ရ constellation မှာဝယ်ယူလို့ရပါပြီရှင်။မှတ်တေကောင်ပေါ်မှာတင်းထားမယ်ဆိုလို့ရှိရင်တော့မှလုံးဝ luxury ဖြစ်နေစေရပါမယ်ဈေးနှုန်းအပြည့်ဆိုလို့ရှိရင်လည်း2600နဲ့မှ900ဒီခေတ်မှာ light green cosmetic တစ်ခုပဲရမှာဖြစ်ပါတယ်ရှင်။ကိုက makeup နေ့တိုင်းလုပ်တယ်ဆိုရင်တော့ဒီ3မျိုးမရှိမဖြစ်ပေါ့နော်ဒီ3မျိုးထဲမှာအရင်ဦးဆုံးဘယ်ဟာမဖြစ်မနေမှတဲ့အရင်သုံးကြည့်စေချင်လဲဆိုလို့ရှိရင်ဒီ toner နဲ့ facial foam အရင်စသုံးကြည့်ပါအရောက်100မှာအဲ့လေအပူစကားမပြော100လုံးကြိုက်စီရမယ် very sensitive အသားရည်တွေကအသုံးပြုလို့ရအောင် doctor recommendation တွေနဲ့တေချာလေးထုတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ချယုံကြည်စွာသုံးဆွဲလို့ရပါတယ်ရှင်အဲ့ဒီလိုပစ္စည်းတွေကတော့နှစ်နိုင်ငံလုံးရဲ့ FD ကိုရရှိပြီးသားဖြစ်ပါတယ်ရှင်စုံထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်တတ်တာ